တင်ဟာအမှန်တကယ်အောင်မြင်ခြင်းသူတယောက်လားဒါမှမဟုတ်နေ့စဉ်တိုးတက်ပြီးပိုကောင်းတဲ့ဘဝတစ်ခုကိုတည်ဆောက်ခြင်းသူတယောက်လားကဘာပေါ်ကအောင်မြင်သူတွေမှာတူညီတဲ့လှုပ်ဝက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူတို့ရဲ့24နာရီကိုပညာရှိစွာအသုံးပြုတတ်ခြင်းပါပဲအချိန်ဆိုတာပြန်မရနိုင်တဲ့အဖိုးတန်ဆုံးအရင်းအမြစ်ဖြစ်ပါတယ်အချိန်ကိုစီမံခန့်ခွဲနိုင်သူကသူ့ရဲ့အနာဂတ်ကိုပါစီမံခန့်ခွဲနိုင်ပါတယ်ဒီနေ့မှာတော့တင်ဘဝကိုပုံမစနစ်တကျဖြစ်စေမဲ့အချိန်စီမံခန့်ခွဲမှုနည်းလမ်း၅ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဆင့်တက်အချိန်ကိုစရင်စစ်ပါပထမဆုံးတင့်အချိန်တွေဘယ်နေရာမှာကုန်ဆုံးနေလဲဆိုတာသိဖို့လိုပါတယ်၃ရက်ခန့်အတွင်းတင်လုပ်သမျှအရာအလုံးကိုမှတ်တမ်းတင်ကြည့်ပါဖုန်းသုံးတာအလုပ်လုပ်တာအိတ်တာအလုံးကိုရေးမှတ်ထားပါပြီးရင်ရင်းနှီးမြှုပ်နှံမှုနဲ့ဖြုံးတီးမှုဆိုပြီးခွဲခြားကြည့်ပါရည်ရွယ်ချက်မရှိဘဲအချိန်ကုန်နေတဲ့အလေးထားတွေကိုတစ်နေ့တစ်နာရီစီလျှော့ချဖို့ဆုံးဖြတ်ပါအဆင့်2 power hour ကိုတိစောက်ပါမနက်ခင်းဟာတင့်ရဲ့အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်အခြားသူတွေမနိုးခင်အနည်းငယ်စောစောနိုးထားပါဆူတောင်းခြင်းကျန်းစာဖတ်ခြင်းသို့မဟုတ်တိတ်ဆိတ်စွာတွေးတောဆင်ခြင်ခြင်းအတွက်မိနစ်20ခန့်အချိန်ပေးပါပြီးရင်ဒီနေ့မှာမဖြစ်မနေလုပ်ရမယ့်အရေးကြီးဆုံးအလုပ်3ခုကိုချရေးထားပါအဆင့်3 rule of 3ကိုအသုံးပြုပါအရာအလုံးကအရေးကြီးတာမဟုတ်ပါဘူးဒါကြောင့်တနေ့တာအတွက်အရေးကြီးဆုံးအလုပ်3ခုကိုသာရွေးချယ်ပါပြီးတော့အခက်ခဲဆုံးအလုပ်ကိုအရင်ဆုံးလုပ်ပါဒီနည်းလမ်းကို eat the frog လို့ခေါ်ကြပါတယ်အရေးမကြီးတဲ့တောင်းဆိုမှုတွေကိုလည်းရင်ကျေးစွာညှင်းဆိုတတ်ဖို့လိုပါတယ်အဆင့်၄တဲ့အာယုံဆိုင်မှုကိုကာကွယ်ပါယနေ့ခေတ်မှာအကြီးမားဆုံးအချိန်ခိုးသူကဖုန်းဖြစ်ပါတယ်အလုပ်လုပ်နေချိန်စာဖတ်နေချိန်ဒါမှမဟုတ်ဆူတောင်းနေချိန်တွေမှာ notification များကိုပိတ်ထားပါတင့်ရဲ့ပတ်ဝန်းကျင်ကိုလည်းအာယုံဆိုင်နိုင်အောင်ပြင်ဆင်ထားပါအာယုံဆိုင်မှုကောင်းလာတာနဲ့အမျှတင့်ရဲ့ထုတ်လုပ်နိုင်စွမ်းလည်းမြင့်တက်လာပါလိမ့်မယ်အဆင့်5ညစဉ်ပြန်လည်ဆန်းစစ်ပါအိပ်ယာမဝင်ခင်15မိနစ်ခန့်အချိန်ပေးပြီးဒီနေ့ကိုပြန်လည်သုံးသပ်ပါဒီနေ့ငါအချိန်ကိုပညာရှိစွာအသုံးပြုခဲ့သလားဘယ်နေရာမှာအမှားလုပ်ခဲ့သလဲမနှက်ဖြန်ဘာကိုပိုကောင်းအောင်လုပ်မလဲဆိုတဲ့မေးခွန်းတွေကိုမိမိကိုယ်ကိုမေးပါပြီးရင်မနှက်ဖြန်အတွက်ကြိုတင်စီစဉ်ထားပါဒါကမနှက်ခင်းမှာဆုံးဖြတ်ချက်ချရတဲ့ဖိအားကိုလျှော့ချပေးပါလိမ့်မယ်မိကုံအောင်မြင်မှုဆိုတာတညာရဲနဲ့မရရှိနိုင်ပါဘူးဒါပေမဲ့မှန်ကန်တဲ့အလေးထားလေးတွေကိုနေ့စဉ်တည်ဆောက်သွားမယ်ဆိုရင်တင်ဘဝဟာတဖြည်းဖြည်းပြောင်းလဲလာပါလိမ့်မယ်ဒီနေ့ကစပြီးအချိန်ကိုထိန်းချုပ်ပါအချိန်ရဲ့ကျွန်မဖြစ်ပဲအချိန်ရဲ့အရှင်ဖြစ်ပါကျေးဇူးတင်ပါတယ်